လေးသိန်းဝင်းကျင်မှာဂိမ်းကိုလည်း share အမုန်းဖြုတ်ချင်တယ်ကင်မရာတွေကိုလည်း share မ share သုံးချင်တယ်ဆိုရင်တော့ရှေ့ဝေးအများကြီးမစင်းသားနဲ့ဗျာ K90 အာထွာလေးကိုပဲဝယ်လိုက်တော့ဘာဖြစ်လို့ဒီလိုပြောရလဲဆိုရင်သူ့ရဲ့ performance ပိုင်းတွေရော design ပိုင်းပါညာကန်ရတဲ့ hand feeling ကစလုံးဝကိုမှအဆင်ပြေတယ်ဗျာဒီကောင်လေးကိုကျွန်တော်သုံးပေးထားတာဆိုရင်တော့နောက်ပိုင်းမှာ color လေးကိုသုံးပေးထားတယ်ဗျာ aluminum frame နဲ့ design ပိုင်းပါညာကလည်း K90 series တွေအကုန်လုံးထဲမှာဒီကောင်မှာကကွဲထွက်နေတာဆိုလို့ကင်မရာပိုင်းလေးမှာ4000ပုံစံလေးပြောင်းလဲသွားတာကလွယ်လို့ကျွန်တော်ချက်ကဘာမှမပြောင်းလဲဘူးဗျာချစ်ဆက်ပိုင်းမှာဆိုရင်လည်း Dimensity ရဲ့9300 plug ကိုသုံးပေးထားတယ်ဆိုတော့ဘောမကလုံးဝကိုမှမိုက်တယ် K series ဆိုတဲ့အတိုင်းပဲ performance ကလုံးဝကိုမှလှည့်ကြည့်စရာမလိုဘူးဗျာပြီးတော့ display ပိုင်းမှာဆိုရင်လည်း OLED panel ကို144 Hz ကိုသုံးပေးထားတယ်ဆိုတော့လုံးဝကိုမှ share မိုက်နေပြီဗျာဘက်ထရီပိုင်းမှာကလည်း9500 mAh ဘက်ထရီကိုထည့်သွင်းအသုံးပြုပေးထားတော့တရက်တာမှာ social media ကိုအဓိကထားသုံးမဲ့သူတွေအတွက်ကတော့တကယ်ကိုမှလုံလောက်တယ်ဗျာဂိမ်းဆော့မဲ့ player တွေအတွက်ကလည်းပကြီးတပွဲဆော့တယ်မိနစ်20 25မိနစ်လောက်ပေါ့အဲ့လောက်အချိန်ကမှတော့မှအားကခွန်8လောက်ပဲဆင်းနေဆိုတော့ဒါကြီးကလုံးဝကိုမှအဆင်ပြေလို့ပြောလို့ရတယ်ဗျာအားကုန်သွားတဲ့အချိန်ကမှလည်းမိနစ်20နဲ့မှ4မိနစ်လောက်ပဲအချိန်ပေးရမယ်120 watt ကိုစာပို့ပေးထားတယ်ဆိုတော့ကတော်တော်ကြီးကိုမှမိုက်တယ်ဗျာဒီကောင်ရဲ့ကောင်းကြောင်းတွေကိုပြောပြီးသွားပြီဆိုတော့မကောင်းကြောင်းလေးတွေလည်းနည်းနည်းပြောလိုက်ရအောင်ဗျာဘာလဲဆိုတော့ဒီဟာဒီဥရုမျိုးနဲ့နေခင်းမှာဂိမ်းဆော့မဲ့သူတွေအတွက်ကတော့ကိုလင်းဖန်ဆောင်ရင်ဆောင်ဒါမှမဟုတ်ရင်ပန်းကအောက်မှာထိုင်းဆော့မှအဆင်ပြေလိမ့်မယ်ဗျာတော်တော်ကြီးကိုမှလက်ထဲမှာပူရထဲမှာပါတယ်တပွဲဆော့ပြီးရတော့မှတိတာကြီးကိုမှဟိတက်လာတယ်ဗျာပကြီးဆော့မဲ့ player တွေအတွက်ကတော့လက်ရှိမှာဒီကောင်လေးက120 fps လုံးဝပွင့်သွားပြီဗျာအမှန်ဆော့မဲ့ player တွေအတွက်ကတော့လက်ရှိမှာ90 dp ရနေလေဦးမယ်ဒါကလည်းနောက်ကျပွင့်လာလိမ့်မယ်ဗျာအဲ့ဒီအတွက်ကြောင့်ဒီကောင်လေးကလုံးဝကိုမှအဆင်ပြေတယ်ဂိမ်းဆော့မလားဒါမှမဟုတ် social media ဘိုင်းတွေကိုသုံးမလား all around မှာသုံးမလားတကယ်ကိုမှမိုက်တဲ့ဖုန်းလေးလိုပဲကျွန်တော်ကပြပေးချင်ပါတယ်ဗျအားလုံးကျေးဇူးများကြီးတင်ပါတယ်ဗျ